ခိုင်းမှာနောက်ရင်တောင်ပြသွားတဲ့မိခင်ကိုလွန်ဆွတ်တန်းထားနေကြတဲ့သားကြောလေးကိုတနာလို့အခုလိုဝင်းရံပေးခဲ့ကြတဲ့အမှုပညာရှင်များပရိသတ်များအလုံးမင်္ဂလာပါရှင်မိခင်ရဲ့နောက်မီးလင်းပြီးတော့ပြစ်ထားခဲ့တဲ့လုပ်ရက်ကြောင့်စိတ်တန်ရာတွေနဲ့ငိုကြွေးနေရတဲ့သားကြောလေးရဲ့အဖြစ်ကိုတနိုင်ငံလုံးကတနာကျူနာတနေကြရပါတယ်မိခင်မြတ်တာငတ်မွတ်နေရတဲ့သားငယ်လေးရဲ့မျက်ရည်တွေကိုကြည့်ပြီးတော့ဒီမင်းသားမင်းသမီး9ယောက်ကတော့သားကြောလေးအားမငယ်စေဖို့အတွက်အပြည့်အဝအကာအကွယ်ရည်တည်ပေးနေကြသလိုနှွေးထွေးတဲ့မြတ်တာတွေနဲ့ပါဝင်းရံပေးနေကြတာဖြစ်ပါတယ်။နဘန်ကအောင်ရဲလင်းမင်းသားကျော်အောင်ရင်လင်းကတော့သားကျော်လေးနဲ့အတူအမှုပညာအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေရသူပါဒီလိုစိတ်မကောင်းစရာကိစ္စတွေမဖြစ်ပွားခင်ကတည်းကသားကျော်လေးကိုသားအရင်လေးတယောက်လိုဂယုစိုက်ပေးခဲ့တာဖြစ်ပြီးအခုလိုအခြေအနေမျိုးမှာတော့သားငယ်လေးစိတ်တက်မကျသွားစေဖို့အရင်ကထက်ပုံမအားပေးကူညီနေတာကိုတွေ့ရပါတယ်သားလေးရဲ့အမေနဲ့အမြန်ဆုံးပြန်တွေ့ရပါစေဆိုပြီးတော့ဆုတောင်းပေးနေတယ်လို့သားဖားနှစ်ယောက်ရဲ့အခက်အခဲမှန်သမျှကိုလည်းတက်နိုင်သမျှဝိုင်းဝန်းဖြည့်ရှင်းပေးနေတဲ့အောင်ရဲလင်းရဲ့စိတ်ထားကတော့တကယ်ကိုလေးစားစရာကောင်းပါတယ်။တေစာလင်းရောင်မင်းသားတေစာလင်းရောင်ကတော့သားကြောလေးနဲ့ပဲတင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတွေ့ဆုံခဲ့သူပါအခုလိုသားဖားနှစ်ယောက်ထဲအထီးကျန်နေတဲ့အခြေအနေမှာသားကြောလေးအားမငယ်စီဖို့အတွက်အမြဲတမ်းအနီးကပ်ဆောင်ရှောက်ပေးနေရဖြစ်ပါတယ်အပြင်မှာမတွေ့ပြတဲ့အချိန်ဒီမှာတောင်ဗီဒီယိုခေါ်နဲ့အမြဲဆက်သွယ်ပြီးတော့သားလေးရဲ့စာဝတ်နေရေးနဲ့စိတ်သက်ကျန်းမာရေးကိုသေချာမေးမြန်းပြီးအခုအရင်လိုဂရုစိုက်ပေးနေတာကိုတွေ့ရပါတယ်ရတနာဘုံအကယ်ဒမီမင်းသမီးကျောင်းလေးရတနာဘုံကတော့မိခင်မဲ့သွားရတဲ့ကလေးတယောက်ရဲ့ခံစားချက်တွေကိုကိုချင်းစာစေအပြည့်နဲ့နှစ်တိမ်ပေးနေသူပါဝမ်းနဲ့ပူဆွေးနေတဲ့သားကျော်လေးစီကိုကိုယ်တိုင်ကိုကြားသွားရောက်ပြီးတော့အနှွေးထွေးတဲ့အားပေးစကားတွေပြောခဲ့ပါတယ်။သားငယ်လေးရဲ့ရှေ့ရေးအတွက်လည်းတက်နိုင်တဲ့ဘက်ကနေဝင်းရံပေးမယ်လို့ကတိပေးထားတာကြောင့်သားကျော်လေးအတွက်တော့ခွန်အားတစ်ခုဖြစ်စေခဲ့ပါတယ်။ခိုင်နေဝေပရာဟိတမေမေလို့လူသိများတဲ့မင်းသမီးကြီးခိုင်နေဝေကတော့ဂေဟာကသားသမီးပေါင်းများစွာကိုပြုစုပြောထောင်နေသူပြီးသားကျော်လေးရဲ့မိခင်လွမ်းတဲ့ဝေဒနာကိုအကောင်းဆုံးနားလည်ပေးနိုင်သူပါအမေကိုလွမ်းလို့ငိုနေရှာတဲ့သားကျော်လေးရဲ့တရင်ကိုကြကြချင်းမှာပဲတွားရောက်တွေ့ဆုံခဲ့ပြီးတော့မိခင်တယောက်ရဲ့မြတ်တာမျိုးနဲ့ပွေဖက်နှစ်သိမ့်ပေးခဲ့ပါတယ်မေမေခိုင်နဲ့တွေ့ဆုံချိန်မှာသားကျော်လေးရဲ့မျက်နှာမှာအရင်ကထပ်ပုံမတောက်ပါတဲ့အပြုံးလေးတွေပြန်လည်မြင်တွေ့ခဲ့ရတာကြောင့်ပရိသတ်တွေပါကြည်နူးခဲ့ရပါတယ်မင်းမီကိုကိုမင်းသမီးကြောင့်လေးမင်းမီကိုကိုကတော့ဒီသတင်းကိုကြားပြီးချိန်မှာတားကြောလေးစီကိုအပြေးလွှားသွားရောက်ပြီးတော့အားပေးခဲ့သူပါတားကြောလေးအားမငယ်နဲ့မမတို့အားလုံးရှိနေဆိုပြီးတော့နှွေးထွေးတဲ့မြစ်တာနဲ့စိတ်သက်ခွန်အားတွေလည်းပေးခဲ့ပါတယ်ပဲ့တင်တဲ့ရုပ်ရှင်ကားကြီးမှာတားကြောလေးရဲ့မိခင်နေရာကနေတရုပ်ဆောင်ခဲ့သူဖြစ်လို့အပြင်မှာလည်းအရန်ချစ်ပြီးတော့မိခင်ရဲ့မြစ်တာကိုအစားထိုးပေးနေရပါအခုလိုမျိုးနိုင်ငံကျော်နုပညာရှင်ပေါင်းများစွာကခဏတာပဲအလုပ်တွဲလုပ်ရတဲ့တားကြောလေးကိုဒီလောက်ချစ်ပြီးတော့မြစ်တာတွေပေးနေကြကိုမိခင်အရင်ဖြစ်သူကဘလို့စိတ်နဲ့နောက်မီးလင်းပြီးတော့ထားပစ်ခဲ့တယ်လေဆိုတာစဉ်းစားလို့တောင်မရနိုင်ပါဘူးမိခင်မပြီးသားစွာနဲ့သားလေးကိုထားပစ်ခဲ့ပြီးထိုင်းနိုင်ငံမှာနောက်မီးလင်းပြီးတော့ပျော်ပါနေတဲ့အမေကိုအရန်လွမ်းလို့ပြန်လာပါဆိုပြီးတော့ငိုနေရတဲ့သားကြောလေးအတွက်ပရိသတ်ကြီးတို့လည်းအားပေးစကားလေးတွေတခွန်းစီလောက်ပြောခဲ့ကြပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်